ဦးဇင်းတို့အများစုကထင်နေတာပေးလူတာဟာဒါနစေတနာကုသိုလ်လို့ထင်နေကြတယ်ပေးလူတိုင်းဟာကုသိုလ်မရပါဘူးကုသိုလ်ရရှိမှဖြစ်တယ်မှားရင်းနဲ့လူပွဲပစ္စည်းဖြစ်နေတဲ့ပဲဆိုရင်ကုသိုလ်မရဘူးအကုသိုလ်ပဲရတယ်ဒါကြောင့်အပယ်လားကြောင့်အလှ၅ပါးကိုဒီဟောကြားနာကြရမှာဖြစ်တယ်ဦးဇင်းတို့ဗုဒ္ဓဘာသာဝင်တရားကမ္ဘာတွေကိုကုသိုလ်စစ်စစ်ဒါနစစ်စစ်ဖြစ်စေခြင်းပဲငွေတွေအများကြီးကုန်ကြပြီးတော့အကုသိုလ်တွေဖြစ်နေရမယ်ဆိုရင်မကောင်းဘူးလေကောင်းပြီအဲ့ဒီတော့ဘုရားရှင်ကဘယ်လိုဟောလဲဆိုတော့လောကမှာလူတွေကဒါနလို့သတ်မှတ်နေကြတာ၅မျိုးရှိတယ်ကုသိုလ်လို့သတ်မှတ်နေကြတာ၅မျိုးရှိတယ်ဒါပေမဲ့အဲ့ဓာတွေကဒါနမဟုတ်ပါဘူးကုသိုလ်မဟုတ်ပါဘူးအကုသိုလ်ပါဘာလဲဆိုတော့နံပါတ်1ကသမိဇဒါနလို့ခေါ်တယ်မြန်မာလိုပြောရရင်ပွဲတပင်အလူလို့ခေါ်တယ်ပွဲမဲ့တပင်တွေကုန်ကြခံပြီးတော့ကျင်းပတာဟာကုသိုလ်မရပါဘူးတဲ့သစ္စာတရားကလေအကုသိုလ်တာဖြစ်တယ်လို့ဘုရားကပြောတယ်ဒါအကုသိုလ်ကိုပတ်စံနဲ့ပြီးဝယ်နေတဲ့သဘောပဲပေါ့နော်ဒီမှာနိုင်ငံမှာပွဲမဲ့တပင်တွေအလုံးပေါများတယ်ကုသိုလ်ကောင်းမှုတွေလုပ်ပြီဆိုလို့ရှိရင်ပွဲတွေပါလိမ့်ရှိကြတယ်ပွဲကြိုက်ကြတယ်ထင်ပါတယ်ဗုဒ္ဓဘုဇနီယပွဲတော်ဆိုပြီးတော့ဘုရားပွဲတွေကျင်းပနေရှိတယ်ခေါင်းစဉ်ကတော့လှတယ်နော်ဗုဒ္ဓဘုဇနီယပွဲဆိုတာဘုရားကိုပူဇော်တဲ့ပွဲဒါပေမဲ့တကယ်ကျင်းပတာကြည့်လိုက်တော့ဘုရားကိုဘယ်လိုပူဇော်ကြတယ်လဲကြည့်လိုက်တော့နော်ပွဲနဲ့တပင်တွေနဲ့ကျင်းပကြတာပူဇော်ကြတာတွေ့ဈေးတန်းတွေဆိုင်တန်းတွေပွဲနဲ့တပင်တွေနဲ့ဘုရားကိုတရားဓမ္မနဲ့ပူဇော်တာမျိုးမတွေ့ရဘူးတရားတွေထိုင်ပြီးတော့ဘုရားကိုပူဇော်တာမတွေ့ရဘူးတကယ်ဗုဒ္ဓကိုပူဇော်ခြင်းနဲ့ဆိုလို့ရှိရင်ဓမ္မစကြာတို့ပဋ္ဌာန်းတို့နဲ့ရုပ်ဖတ်တဲ့ဇက်ပြီးတော့ပူဇော်ကြမယ်ချိန်ပိုင်းတရားတွေထိုင်ပြီးတော့ဘုရားကိုပူဇော်ကြမယ်ဒါဗုဒ္ဓအလိုတော်ကြဗုဒ္ဓဘုဇနီယပွဲတော်ပဲဒါပေမဲ့ယနေ့ကအဲ့လိုမဟုတ်ဘူးနော်ပွဲလန်းတပင်တွေနဲ့ကြိတ်တူလူတွေစီကားနေတာကိုမှဘုရားဘောပကတွေလည်းသဘောကျတာကိုမလုထိုက်ဘူးဆိုတာကိုဘောပကတွေမသိတာမဟုတ်ဘူးသိတယ်ဒီလိုပွဲလန်းတပင်နဲ့ဘုရားဟာမအပ်ဆက်ဘူးဆိုတာသိကြတယ်သိပေမဲ့လည်းကိုစီမံနေတဲ့ဘုရားကိုနော်စီကားစေခြင်းတဲ့အခါကျတော့လူစီရင်ပြီးရောဆိုတဲ့အနေနဲ့အဆတာမအဆတာတွေသိတော်တာတွေမသိတော်တာတွေထပ်မစင်စားပဲနဲ့ပွဲလန်းတပင်တွေကျင်းပါတယ်အဲ့တော့ပွဲလန်းတပင်တွေငားရမ်းခနော်ဝတ္ထုချင်းငွေတွေအများကြီးကုန်ကြတယ်အဲ့တော့တတ်အကုသိုလ်ကိုဝယ်လိုက်တယ်လို့ပဲလေသက်ဆိုင်တွေပေးပြီးတော့အကုသိုလ်ကိုဝယ်ကြတာလေဗုဒ္ဓမြတ်စွာကပွဲအလူဆိုတာအကုသိုလ်လို့ဟောတယ်ဗုဒ္ဓဘာသာဝင်လို့ပြောနေတဲ့ဒကာမတွေကပွဲတိုက်ကြတယ်ဘုရားနဲ့ဆန့်ကျင်နေတာဘုရားနဲ့ဆန့်ကျင်နေတာဘုရားကပွဲမလူရဘူးလို့ပြောတယ်ဘုရားဘာသာဒကာမတွေကဘုရားမှာပွဲပါလူကြတယ်ကြည်တယ်ဘုရားကပွဲလူတာကအကုသိုလ်လို့ပြောတယ်ဒကာမတွေကသစ္စာဘုရားကိုအကြောင်းပြုပြီးတော့ပွဲတွေကျင်းပါတယ်ကြည်တယ်ဘုရားကိုမျက်နှာကြောင်တိုက်တယ်လို့ခေါ်တယ်နော်ဘုရားကိုမျက်နှာကြောင်တိုက်တာဘုရားကမလုံးနဲ့မအဆက်ဘူးအကုသိုလ်ဖြစ်တယ်လို့ပြောတယ်အဲ့ဒါကိုဘုရားကိုအကြောင်းပြုပြီးတော့ဘုရားပွဲဆိုရအောင်လုပ်တယ်။အဲ့တက်ဘုရားကိုနော်မျက်နှာပြောင်တိုက်တာပဲ။နော်ဘုရားကိုအာမနာတာပဲပေါ့နော်။တခြားနေရာမှာလုပ်တယ်ဆိုတာတည်းဘုရားမှာလုပ်တာကတော်တော်လေးကိုဘုရားပေါ်မှာမယိုတရားရောက်တယ်လေ။ကိုကပွဲကြိုက်လို့တခြားတနေရာမှာပွဲလုပ်တာကကိစ္စမရှိဘူးပဲ။ဘုရားဝန်းထဲမှာနော်ဘုရားရဲ့ပိုင်နယ်ထဲမှာအဲ့တော့ပွဲလုပ်တာဟာဘုရားကိုမျက်နှာပြောင်တိုက်တာပဲ။ဘုရားကိုအာမနာတာပဲ။ဘုရားပေါ်မှာမယိုသေးမလေးစားတာဘုရားစကားကိုနားမထောင်တာလေနော်တတိထားရကောင်းတယ်တော့ပွဲလှူဟာဥဒ္ဒကုသိုလ်မရဘူးနော်လှူသူလည်းအကုသိုလ်မရဘူးကျင့်ပသူလည်းကုသိုလ်မရဘူးကြည်ချသူလည်းကုသိုလ်မရဘူးကြည်ချသူလည်းအကုသိုလ်ပဲငားရမ်းသူလည်းအကုသိုလ်ပဲအကုန်ကြခံပတ်စံကုန်ကြခံတဲ့သူလည်းအကုသိုလ်ပဲကုသိုလ်မရဘူးအဲကြောင့်ဦးဇင်းတို့ဘုရားဘာသာဝင်တွေနဲ့ကုသိုလ်စစ်စစ်ဌာနစစ်စစ်တွေဖြစ်စေခြင်းနဲ့ဒီလိုမဟုတ်တဲ့နေရာမှာငွေတွေကုန်တာဟာနှမျောစရာသိကောင်းတယ်ကုသိုလ်မရဘဲနဲ့ငွေတွေကုန်သွားတာဟာမတန်ဘူးနော်မတန်ဘူးဒါကြောင့်ဦးဇင်းတို့ဒကာမတွေပွဲအလူဆိုရင်ဝေးကခြောင်ကြပါနော်
ဗုဒ္ဓအလိုတော်ကြမဟုတ်ပါဘူးဘာပွဲဖြစ်ဖြစ်ပွဲလူဆိုဝေးဝေးကသာချောင်းနော်ပွဲလူဆိုဝေးဝေးကချောင်းပွဲလူတွေမြတ်စွာဘုရားအလိုကြမဟုတ်ဘူးမအပ်စဘူးကုသိုလ်မရဘူးလို့မှတ်ဆိုငွေတွေအများကြီးကုန်ကြခံပြီးပွဲတွေကားနေကြတာဟာဒါအကုသိုလ်ပေးဝယ်နေကြတာပဲနော်အဲကြောင့်ချောင်းရှားတဲ့ပွဲနဲ့ပတ်သက်လာတယ်ကျိုးဆယ်တော်ကြီးတွေပြန်တော်မူတဲ့အခါမှာလည်းပဲပွဲတော်သမီးတွေငားရမ်းကြတယ်ဆယ်တော်ကြီးတွေဘွဲတစိတ်တွေရလို့ဂုဏပူဇာပွဲတွေကျင်းပရင်လည်းအဲ့မှာပွဲတော်သမီးတွေလောက်ကြပြန်ပြီနော်မြန်မာနိုင်ငံမှာပြန်တော်မူရင်လည်းပွဲလောက်ကြတယ်ဘွဲတစိတ်ရရင်လည်းပွဲလောက်ကြတယ်နော်ပွဲတွေလုပ်နေကြတာပွဲတွေလုပ်နေကြတယ်အဲ့တော့အဲ့ဒီပွဲတွေဟာမအပ်စဘူးလို့ပတ်ပါဒါကြောင့်ပွဲဆိုလို့ရှိရင်တရားဓမ္မတွေဘယ်တော့မှငွေကြောငွေအကုန်ကြမခံနဲ့အကုသိုလ်ဖြစ်လို့အကုသိုလ်ဖြစ်လို့သာသနာပြုရလည်းမရောက်ဘူးနော်သာသနာပြုရလည်းမရောက်ဘူးဒါဘုရားဝန်းထဲမှာသွားပြီးသာသနာ့ဖြတ်နေကြတာနဲ့တူတယ်ဘုရားမကြိုက်ဘူးဘုရားကခွင့်မပြုတာကိုသွားလုပ်နေကြတာဘုရားကိုမျက်နှာပြောင်တိုက်ပြီးသာသနာ့ဖြတ်တာနဲ့တူတယ်နော်ဒါချောင်းရမှာဖြစ်တယ်။ဟောပြီနောက်တစ်ခါဒါနအမိခံတဲ့အကုသိုလ်တစ်မျိုးကဘာလဲဆိုတော့မိစ္ဆဒါနလို့ခေါ်တယ်အရက်အလူပဲအရက်တွေပါတွေနော်မူရည်စေတဲ့ပစ္စည်းတွေဟာကုသိုလ်မရဘူးလေသူရမေရိယတိလပစ္စည်းတယ်အဲ့တော့ငွေကုန်ကြိတ်ကြခံပြီးတော့အရက်တွေလှူကြတယ်တချို့စီးပွားရေးလုပ်ငန်းတွေအောင်မြင်တဲ့အခါမှာငါဒီနေ့တကားခံမယ်ကွာမင်းတို့အဝါတောက်ကြွာဆိုတာမျိုးတွေအဲ့ဒါတွေကကုသိုလ်မရဘူးနော်ပြောတဲ့အခါကျတော့တကားခံတယ်ငါလှူမယ်လို့ပြောကြတယ်အရက်လှူတာကုသိုလ်မရဘူးအကုသိုလ်ပဲသူများရဲ့သီလကိုဖျက်ဆီးတာနော်သူရမေရိယသီလကိုဖျက်ဆီးလိုက်တာအဲ့တော့သူနဲ့ကိုတော့မတော့ဘူးကိုမတော့ဘူးသူများကိုတကားခံတယ်အဲ့ဒါအကုသိုလ်ပဲနော်အဲ့ဒါအကုသိုလ်ပဲတချို့ရှိတယ်လေမွေးတွေပွဲတွေမှာအရက်တိုက်တာမျိုးတွေမင်္ဂလာဆောင်တွေမှာအရက်တိုက်တာမျိုးတွေနော်စီးပွားရေးလုပ်ငန်းတစ်ခုခုအောင်မြင်လို့အရက်တိုက်တာမျိုးတွေမလုပ်ရဘူးဘုရားဘာသာဝင်တွေဖြစ်ပြီးတော့အရက်တွေနဲ့အခန့်ကြတာတွေအရက်တွေကိုအလူတစ်ခုအနေနဲ့လုပ်နေကြတာဟာဒါဘုရားလိုချမ်းမဟုတ်ဘူးကိုယ့်မှာကိုပျော်လို့တောက်တာတောက်အလူလို့မတော်လက်မခံနဲ့အလူတော်လို့မလုပ်နဲ့နော်အဲ့တော့အလူဟာအလူမမြောက်ဘူးဆိုတာပြောချင်တာအရက်အလူဟာအလူမမြောက်ဘူးအကုသိုလ်တာဖြစ်တယ်သူများရဲ့သူရာပေရတီလာကိုဒါဖြည့်ဆည်းရရောက်တယ်လို့ခေါ်တယ်တီလာဖြတ်တဲ့အဖြစ်ရှိတယ်နော်အကုသိုလ်ရှိတယ်ဒါကြောင့်အရက်ကိုကိုယ်တိုင်လည်းမတောက်ပါဘူးသူများကိုလည်းတောက်ဖို့အတွက်မလိုရပါဘူးကောင်းပြီနောက်တစ်ခါနော်အဋ္ဌိဒါနလို့ခေါ်တယ်အမျိုးသမီးအလူကာမဂုဏ်အာယုံအတွက်အမျိုးသမီးလှူတာတချို့ကလည်းကြံကြံပပပြောသေးတာဟုတ်နော်အမျိုးသမီးလှူတယ်ဆိုတာရှိသေးတာဟုတ်မြတ်စွာဘုရားလက်ထက်တုန်းကလည်းရှိကြတယ်အဲ့တော့ကာမဂုဏ်ခံစားဖို့အတွက်အမျိုးသမီးလှူတယ်ဆိုတာအကုသိုလ်ပဲလေလားကာမဂုဏ်အာယုံခံစားတယ်ဆိုတာလောဘလေဘယ်လိုကုသိုလ်ရပါလဲနော်ကုသိုလ်မဖြစ်နိုင်အဲကြောင့်အမျိုးသမီးအလူဆိုတာလည်းအကုသိုလ်ပဲနောက်တစ်ခါဥဒ္ဒပအလူဆိုတာရှိသေးတယ်နွားလာဥဒ္ဒပအလူဆိုတာနော်နွားတွေအတွက်ကိုဝင်ရအောင်ဆိုပြီးတော့နွားလာဥဒ္ဒပလွတ်ပေးတာနွားလာဥဒ္ဒပအလူဆိုတာဒါလည်းအကုသိုလ်ပဲကုသိုလ်မရဘူးနော်တချို့ကကြံကြံပပကုသိုလ်လို့ယူဆနေကြတာပေါ့နောက်ဆုံးတစ်ခုကတော့ဗာလဲဆိုတော့ကာမဂုဏ်အာယုံနော်ဒီနဲ့ပတ်သက်တဲ့ပကြီးကားအလူကာမစိတ်တွေကိုနိုးကျွမ်းစေတဲ့ကာမနဲ့ပတ်သက်တဲ့ပကြီးကားတွေအလူအဲ့ဒါလည်းအကုသိုလ်ပဲငြိမ်းချမ်းတဲ့သဘာဝပကြီးကားတွေမဟုတ်ဘူးဘုရားနဲ့ပတ်သက်တဲ့ပကြီးကားတွေမဟုတ်ဘူးနော်ကာမဂုဏ်အာယုံကိုတိုးပွားစေတဲ့ကိရိတာစိတ်တွေကိုဖြစ်စေတဲ့ကာမနဲ့ပတ်သက်တဲ့ပကြီးကားတွေဟာလည်းအကုသိုလ်ဖြစ်စေတယ်အဲ့ဒါဟာလည်းပဲဌာနအကုသိုလ်ပဲကုသိုလ်မရဘူးကိရိတာစိတ်ကိုမိုးကြွားစေတဲ့ပကြီးကားအလူတွေဟာလည်းအကုသိုလ်ဒီနေ့ခေတ်ဆိုဓာတ်ပုံတွေပေါ့တယ်ဒါကြောင့်ဦးဇင်းတို့ဗလာစာအုပ်တွေနော်တန်ဃာတွေကိုကတ်လို့ရှိရင်အများနဲ့ပြောရတယ်မင်းသမီးပုံတွေပါတဲ့နော်မင်းသားမင်းသမီးပုံပါတဲ့စာအုပ်တွေမကတ်နဲ့မလူနဲ့လို့ပြောရတယ်နော်ဗလာစာအုပ်လူတာပဲဒါပေမဲ့ညနေဖုံးပုံတွေကမင်းသားပုံတွေမင်းသမီးတွေပုံတွေဆိုရင်ကမကောင်းဘူးလေဦးစင်းတွေနဲ့မအပ်ဆက်ဘူးကိုယ်တွေနဲ့မအပ်ဆက်ဘူးလေဒီပုံတွေကိုခိုင်လို့ရှိရင်လည်းကိုယ်တွေဦးစင်းတွေပါအဖြစ်ဖြစ်တယ်လေနော်ဒီပုံတွေကိုကြည့်ပြီးတော့အာရစိတ်တွေဖြစ်နေပဲဆိုရင်အကုသိုလ်ဖြစ်တယ်လေအဲကြောင့်ဦးဇင်းတို့ဗလာစာအုပ်တွေတန်ဃာတွေကိုလှူတဲ့အခါမှာနော်ဒါဘယ်ကြောင့်နိုင်မှာပဲလှူပါဒီကြောင့်နိုင်ရမဟုတ်ပါဘူးဘယ်ကြောင့်နိုင်မှာပဲလှူဗလာစာအုပ်တွေလှူလို့ရှိရင်သူ့သဘာဝချုပ်ခင်းပုံလေးတွေနဲ့ဖြစ်ဖြစ်ဖြောင်းပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးဗလာစာအုပ်ပဲလှူသင့်တယ်မင်းသားပုံတွေမင်းသမီးပုံတွေပါတဲ့ဗလာစာအုပ်မျိုးကမသိတော်လာဘူးနော်မသိတော်လာဘူးသူတာကဗလာစာအုပ်လှူတာကဒါပေမဲ့ပုံတွေပါတာဟာအဆက်ဘူးလေအဲကြောင့်အမျိုးသမီးပုံပါတဲ့သူတစ်ဖြစ်ပေါ့နော်အမျိုးသမီးပုံပါတဲ့ဗလာစာအုပ်တွေကိုတန်ဃာတော်များကိုမလုပ်သင့်ဘူးလို့နားလည်ရတာဖြစ်တယ်နော်တာမဂုဏ်အာယုံကိုဖြစ်စေတဲ့ပုံအလူဟာဒါနမရောက်ဘူးတဲ့အကုသိုလ်ဖြစ်စေတယ်လို့ခေါ်တယ်နော်အဲကြောင့်ဦးဇင်းတို့အမျိုးသမီးပုံပါတဲ့စာအုပ်တွေကိုခြောက်ရပါလို့နော်ဒါသတိပြုစရာဖြစ်တယ်ဘုရားဘာသာတွေကကုသိုလ်သာလုပ်နေကြတာ
နော်လှူတာလူနေကြတာဘယ်ဟာကအဆက်တယ်ဘယ်ဟာကမအဆက်ဘူးဘယ်ဟာကအပြစ်ရှိတယ်ဘယ်ဟာကအပြစ်မရှိဘူးလို့လေ့လာမှုနာယူမသားမှုတွေကနေတဲ့အခါမှာမအမရာတွေဖြစ်တတ်တယ်ငွေတွေအများကြီးကုန်ပြီးတော့တခါတည်းမှာကုသိုလ်နည်းနည်းပဲရနေတယ်ခါတခါဆိုရင်ကုသိုလ်တော့မရဘူးခုနကလိုပွဲအလူမျိုးဆိုရင်ကုသိုလ်တော့မရဘူးအကုသိုလ်ဖြစ်သွားသေးတယ်နော်ဒါကြောင့်ဦးဇင်းတို့တခါတခါမှတွေကိုကုသိုလ်စစ်စစ်ဌာနစစ်စစ်တွေဖြစ်စေရှိလို့အပယ်လားကြောင်းနော်အလှ၅မျိုးကိုဟောကြားခြင်းဖြစ်တယ်ပေါ့ဒါဘုရားဟောထားတာပါနော်ဘုရားဟောထားတာကိုတရားဓမ္မတွေသိအောင်ဦးဇင်းတို့ကပြန်ရှင်းပြတာဖြစ်ပါတယ်ပြန်ရှင်းပြတာဖြစ်တယ်အဲကြောင့်ဦးဇင်းတို့အပယ်လားစေတတ်တဲ့ဌာန၅မျိုးကိုဗုဒ္ဓဘာသာဝင်တရားဓမ္မတွေခြောက်ရှားသင့်ပါတယ်နော်အနည်းချုပ်ပြန်ပြောရရင်နံပါတ်1ကပွဲအလှဖြစ်ပါတယ်နော်ပွဲနဲ့ပတ်သက်လာရင်ဘယ်တော့မှငွေကုန်မခံပါနဲ့အကုသိုလ်များလို့လို့ပါနော်နံပါတ်2ကအရက်အလှနံပါတ်3ကအမျိုးသမီးအလှနံပါတ်4ကနွားလာဥဒ္ဒပအလှနံပါတ်5ကတော့ကာမဂုဏ်အာယုန်နဲ့ပတ်သက်တဲ့ပုံအလှလို့ခေါ်ပါတယ်အရိယအကုသိုလ်ဖြစ်တဲ့ဌာန၅မျိုးဖြစ်တယ်။ကြောင့်ဒီနေ့အလူရှင်များနဲ့တကွာဓမ္မမိတ်ဆွေများအားလုံးမိမိတို့ကဘုရားရှင်ရဲ့သားတော်သမီးတော်များဖြစ်တဲ့အတွက်ကြောင့်ဗုဒ္ဓရဲ့အဆုံးအမတွေကိုဥထိပ်ရပန်းစင်းပြီးတော့ဗုဒ္ဓအလိုတော်ကြဘုရားမြတ်စွာသာသနာတော်ကိုကိုးကွယ်စည်းကမ်းနိုင်အောင်ကိုယ်စီစ조사အထောက်နိုင်ကြပါစေကုန်သတည်း